ပြိုင်ဘက်ကဘိုက်ကိုလာမဲ့လော်တီလို့ထင်နေတာတကယ်တော့မဟုတ်ဘူးပြိုင်ဘက်က God အမြင်ကြီးနဲ့ဘာမှမထူးခြားသလိုနေနေခဲ့တယ်အဲ့ဒီလိုနဲ့ဘိုက်ပိုင်ကအကာအကွယ်ပြည့်နေတော့ Davis ကဘိုက်ကိုစထိုးပြီးပေါ့ Orozco ကအဲ့လာကိုဘယ်လက်နဲ့ပုတ်ထုတ်ဖို့ကြိုးစားလိုက်တဲ့အချိန်မှာအပေါ်ပိုင်းကအကာအကွယ်ပြင့်သွားတယ်အဲ့လာကို Davis ကချက်ချင်းရိပ်မိသွားတာနောက်ထပ်ဘာဖြစ်လဲဆိုတာဆက်ကြည့်အောင် Davis ကအထဲကိုထပ်တိုးဝင်လာပြန်တယ်ကိုနှိမ်ချလိုက်ပြီးဘိုက်ကိုပဲထပ်ထိုးတော့မဲ့ပုံစံမျိုးလုပ်ပြလိုက်တာ Davis ကလက်သီးပစ်ထိုးလိုက်တဲ့အချိန်မှာ Orozco ကဘိုက်ကိုပဲထပ်လာမဲ့အထင်းနဲ့ထပ်ပြီးပေါက်ထုတ်လိုက်ပြန်တယ်အဲ့ဒီမှာတင်အပေါ်ပိုင်းကထပ်ပွင့်သွားပြန်တာပေါ့သူလုံးဝသတိမထားမိလိုက်တာကဒါဟာ Davis စနစ်တကျခင်းထားတဲ့ထောင်ချောက်ထဲကိုသူရောက်သွားပြီဆိုတာပါပဲ